Hele di nya ni general customer တွေအားလုံးကတော့ဇုံမီတွေအများဖြင့်ဇုံမီတွေဖြစ်တယ်ဒုတ်တော်လဲပဲဒီညတော့မြန်မာလိုပြောရမှာဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဇုံနာထrak ဇုံဆွန်ဇုံတာတဲဆိုတဲ့နေရာမှာ common စကားမီဇိုရမ်မှာတော့မီဇိုလူဒူရန်လူဒူလျန်စကားဘုံစကားဖြစ်တော့ကျွန်တော်တို့တုံးနေတယ်ဒါပေမဲ့မြန်မာပြည်ချင်းပြည်နယ်လို့ပြောမလားဇိုကမ်လို့ပြောမလားအဲ့နေရာမှာတော့ကျွန်တော်ဘုံစကားဆိုလို့ပြောစရာမရှိဘူးအရှင်တော့ဆိုရင်တော့လိုင်ဇုံဆိုတာဘုံစကားဖြစ်တုံးခဲ့ဘူးတယ်ဒါပေမဲ့အဲ့ခက်ကလည်းကုံသွားတော့အခုလောလောဆယ်တော့ဒီ light horse ဆိုတဲ့စကားကဘုံစကားဖြစ်တုံးချင်နေတာဖြစ်တယ်ဒုတ်တော့ဒီ light horse ဆိုတဲ့စကားကိုပြောတဲ့သူတိုင်းဟာဘယ်လဲပြောတဲ့လူအမျိုးပေါ့နော်ဒီဟာခါနဲ့တန်တလန်အဲမှာတော့အပြည့်အဝမဟုတ်သေးဘူးနဲတယ်ဆိုတော့အဲ့ဒါလူများစုစကားမဟုတ်ဘူးလေဆိုတော့ဒီနေ့ပြောမှာကတော့ဒီ light horse စကားပြောတဲ့ CNF က light horse အားလုံးကိုလုံးလျားလျားစီးလုံးတလားဒါမလို့ရှင်မိသားစုတစုတာပိုက်တဲ့အာနာရှင်စနစ်စုလူပုံစံမျိုးလာလို့အဲ့ဒါနည်းနည်းတုံးသက်ကြည့်ကြရအောင်နော်ကဲအလုံးသိတဲ့တိုင်ပဲအခုနွေဦးကာလဆိုတာလေးနှစ်ရှိသွားပြီလေးနှစ်ပြည့်သွားပြီအဲ့ဒီချိန်မှာနွေဦးကာလကအလူနဲ့ကုံသွားတယ်လို့ပဲဘာဖြစ်လို့လဲဆိုတော့ရခိုင်ဟာဆိုရင်လည်းပဲအမှန်ဆိုရခိုင်ကအခုအစကတည်းကသူတို့နွေဦးနဲ့အလုတ်လုံနေတာမဟုတ်ဘူးလေရခိုင်ဆိုတာ Arakan Kingdom ဆိုတဲ့နိုင်ငံတည်ထောင်မှုနော် Sovereign State တည်ထောင်မှုလုပ်တာနွေဦးမဟုတ်ဘူးအဲ့ဒါ Arakan ကသူနီးလကောင်းပဲ CNF ဆိုတာတထောင်စီနဲ့စစ်နော်ကိုရနဲ့စစ်နဲ့ဒီစစ်ကာလာမှာထွက်ပေါ်လာတဲ့တော်လန်ကြီးဖြစ်တာကြောင့်မလို့နွေဦးနဲ့လည်းတိတ်ပြီးမဆိုင်ဘူးဟုတ်တယ်နော်ဒါမကပဲနဲ့ကူကန်ကိုကြည့်ကြအောင်ကူကန်ဆိုတာ MNDAA သူတို့လည်းကြည့်လိုက်အဲ့ဒါနွေဦးလားမဟုတ်ဘူးအဲ့ဒါ communist ခက်ကလေးဟူးခက်ကလေးကနော်ဂျန်ရှိနေတဲ့နိုင်ငံရေးတမနွေဦးမဟုတ်ဘူးအလားတူပဲတအောင်ဆိုတာလည်းကြည့်အောင်တအောင်ပလောင်မြန်မာတော့ပလောင်ခေါ်တာပေါ့သူတို့ဟာသူတို့တအောင်ဆိုတော့ဒီပလောင်တအောင်ဆိုတာလည်းကြည့်ကြရအောင်နွေဦးလားမဟုတ်ဘူးဆိုတော့မြန်မာနိုင်ငံမှာနွေဦးဆိုတဲ့စန္ဒပြတာဘာလို့လဲဆိုတော့လူတကာမင်းအွန်လိုင်းမကြိုက်ဘူးမှန်တယ်လူအများစုကမင်းအွန်လိုင်းမကြိုက်ဘူးမှန်တယ်ဗမာတွေကိုယ်တိုင်တောင်မင်းအွန်လိုင်းမကြိုက်ဘူးဒုတ်တော့ဖြစ်ချင်တော့တကယ်ပြဿနာဖြစ်လာတော့ဗမာတွေကတကယ်ဗမာဒီကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဗမာကအများစုပဲလူအများစုဗမာကဘာလုပ်လဲသူတို့ကတကယ်နွေဦးကာလလောက်မှာပဲနေထိုင်လှုပ်ရှားပြီးတော့နည်းနည်းဆန္ဒပြတော့မှာပဲကျူးစားခဲ့ပြီးတော့မှတိုင်းဒါလက်နဲ့ကအနေနဲ့လှုပ်ရှားလာတဲ့ချိန်မှာဗမာကနောက်ဆုတ်တယ်လေဟုတ်တယ်မလားသူတို့အိမ်တွင်းမှာလေးပဲလှုပ်တာနော်အိမ်တွင်းမှာလေးပဲဆန္ဒပြတာတဲဦးခောက်တာတီးတာတို့အဲ့လောက်ပဲလှုပ်တာသူတို့ကအဲ့ဒါပြီးအဲ့ဒီနွေဦးဆိုတဲ့နေရာနွေဦးကနေအတွင်ပြောင်းပြီးတော့တိုင်းသားဒေါ်လာကြီးဖြစ်ပြောင်းလာတာတိုင်းသားဒေါ်လာကြီးဖြစ်ပြောင်းပြီးတော့ CNF ကပထမဆုံးချင်းပြည်နယ်ကိုတင်ပိုက်မဲ့ဒေါ်လာကြီးတိုင်းသားဒေါ်လာကြီးဖြစ်တွင်ပြောင်းတာဒါပေမဲ့သူအောက်လက်အောက်မှာတော့ CDF ဆိုတဲ့ဟာတွေအတီးရှိတာပေါ့ဒုတ်တော့အမှန်ဆိုရင်တော့ CNF ဆိုတဲ့လူရဲ့ဥဆောင်မှုမှာအောက်မှာပဲရှိတယ်လေအလားတူပဲဒီ KNDF ကိုကြည့်ကြရအောင်ကရင်နီကိုကြည့်လိုက်ပထမဆုံးဒီကုတိုင်းပြီးကုဒီတာကိုတင်ပိုက်မဲ့နိုင်ငံကြီးလားလို့ကြည့်ကြတာတို့တော့မဟုတ်သေးဘူးသူတို့လည်းပဲလွေကော်ကိုတင်မဲ့လိုနဲ့မတင်နိုင်ရှာဘူးဘာဖြစ်လို့လဲဒီတိုင်းသားဒေါ်လာကြီးကအလုံးတိတဲ့တိုင်ပဲနယူးကနေစားတာနယူးကနေနည်းနည်းအတွင်ပြောင်းပြီးတော့တိုင်းသားဖြစ်ပြောင်းတာဘာဖြစ်လို့အဒီလောက်အောင်မြင်မဲ့လူနဲ့ဘာဖြစ်လို့မအောင်မြင်တာလဲဆိုလို့ရှင်တော့ဗမာပြည်မှာနော်အများစုဖြစ်တဲ့မြန်မာပြည်သူမြန်မာသားတွေကဒီဒေါ်လာကြီးကို
ဗမာပြည်ຫນွေဦးတော်လန်ကြီးအဖြစ်အတိမတ်မပြုတ်တော့ပဲနဲ့အများစုကအာဒါကတိုင်းရင်သားပဲမဟုတ်လားချီဘလညီကူ Brotherhood Alliance ညီကူမဟာမိတ်ဆိုတာညီကူမဟာမိတ်ဆိုတာဟာဒီလူတွေကတိုင်းရင်သားတွေမဟုတ်လားအဲ့ဒါကူကန်တရုတ်ပါတယ်လေတအောင်ရှန်တမျိုးပါတယ်လေအေးရခိုင်အရခိုင်ပါတယ်ကွာဒါတိုင်းရင်သားပဲလေဒါကຫນွေဦးလားဆိုတော့သူတကားကြည့်ကြတော့ဟာဒီကောင်ကຫນွေဦးမဟုတ်တော့ပါလားဒါတိုင်းသားဒေါ်လာကြီးပဲဆိုတော့သူတို့အားလုံးသိကြတာပဲဆိုတော့ပြောချင်တာအခုနောက်ဆုံးဒီကຫນွေဦးကနေတိုင်းသားနေတွင်ပြောင်းလာလို့တိုင်းသားမာမမင်းအွန်လိုင်းကိုဒေါ်လာကြီးမဟုတ်တော့ပဲနဲ့ဘာဖြစ်သွားတယ်လဲအခုလက်ရှိတွေ့ရှိရတာဘာတွေတွေ့ရလဲဒါအခုလောလောဆယ်တွေ့ရတာကမင်းအွန်လိုင်းကိုဒေါ်လာကြီးတော့မဟုတ်တော့ဘူးဘာလဲကုဒီတာကုနေမီချင်းထုတ်ချင်တဲ့နော်ဒီတာဘာလဲအလူအပြိုင်ပွဲလူပုံစံမျိုးဖြစ်တာကဲငါကဒီနေရာတွေချင်းချင်တယ်ဘာဖြစ်လို့လဲငါဒါဒီနေရာမှာငါအမျိုးတွေရှိတယ်ကွာငါအနွယ်တွေရှိတယ်ကွာငါဆွေမျိုးတွေရှိတယ်ကွာဆိုတဲ့အတိုင်းတာလောက်ပဲရှိတော့လားကြည့်ရအောင်ရှမ်းပြည်မြောက်ပိုင်းကဲပအူတော့မပြောနဲ့ပအူကဒေါ်လာကြီးကိုလုံးဝမဝင်ဘူးနော်ဒီဒေါ်လာကြီးနဲ့ပတ်သက်လာပအူကဘာမှမပါဝင်ဘူးချူနီး၎င်းပဲဘာလဲဒီဝါကူလေတွားကြည့်လိုက်သူတို့ကလည်းဟိုလိုက်စားဘာလဲလာရှူမှာသူတို့ဘာလဲဒီ3 brotherhood ကတွားတင်းတဲ့ချိန်မှာသူတို့လိုက်စားဘာလဲ liaison office ကိုပဲတွားလန်ချောင်းရုံပဲရှိတယ်လေဟုတ်တယ်မလားဘာမှမလုပ်ဘူးဘာမှဖက်မှာမဲအောင်လိုက်ဖက်မှာလည်းမပါဝင်ဘူးတော်လန်ကြီးဖက်မှာလည်းမပါဝင်ဘူးကြားနေပဲ neutral ပဲနေလိုက်တာပအူရဲ့ဝါရဲ့ပမာပီမှာတော်လန်ကြီးထဲမှာတကက်အင်အားရှိဆုံးပဲဘာလို့လဲအရင်တော့ဆိုလို့အရင်တော့ရှိလို့ရှိတော့ KNU ကဘာလဲ Korean National Union ကကြီးကျယ်ဖို့ဒါပေမဲ့ဘူမြခက်ကုံဆုံးလာတဲ့ခါကျတော့ DKBS ဆိုတဲ့ဒီကရင်ဘူရာနဲ့ကရင်ခရစ်ယာန်နဲ့တွားတွေးခွဲတာကိုဘယ်သူတွေးခွဲလိုက်တာလဲအဲ့ဒါနာဖပဲဒီဘာလဲခင်ဝင်းတို့တန်ရွှေတို့ခက်ကပဲတွေးခွဲလာတဲ့ခါကျတော့အင်အားအရှိဆုံးတကူအရှိဆုံးအတတ်နိုင်ဆုံးအစွမ်းနိုင်ဆုံး KNU က DKBN နဲ့ပြဿနာတက်လာတော့အခုတည်းဟိုမင်းပလော့တောင်မှအနည်း30တိတိုင်အောင်ရှုံခဲ့ရတာပဲပြောချင်တာဒေါ်လာကြီးဆိုတာဘလောက်အခက်ခဲရှိတယ်လဲဆိုတာသိရတာပေါ့ဒါပေမဲ့နောက်ဆုံးတော့ဘာတွေ့ရလဲအလုံးတီးတဲ့တိုင်ပဲຫນွေဦးခေတ်မှာလူတကာတနတ်မပါဘဲနဲ့ဟိုဟာလေးနဲ့လေးခွားနဲ့ဘာနဲ့တိုက်ခိုက်တာဟုတ်ပါတယ်ယူတာလေးနဲ့တေးတဲ့လူတွေအသက်ပေးရှုံတဲ့လူတွေအများကြီးပဲနှမျောစရာဘလောက်ကောင်းတယ်လဲအဲ့ဒါမကဘူးလူတော်များတော်ရောက်တယ်တောင်ရောက်တယ်မြောက်ရောက်တယ်အကုန်လုံးရောက်နေရကအနံ့ရောက်တာဒါပေမဲ့ဒါဗမာအများစုကကြည့်လိုက်တော့ဒါတိုင်းသားဒေါ်လာကြီးအတွင်ပြောင်းနေပြီတိုင်းသားဒေါ်လာကြီးပဲလို့ပြောတဲ့အတိုင်းပဲအားလုံးတွေ့ရတဲ့အတိုင်းပဲလေအရခိုင်ကဘာလို့တလဲကြည့်အောင်အရခိုင်ကဟိုတချင်းတခါမသူတို့မနေထိုင်ခဲ့ဘူးတဲ့နေရာပလေဝချင်းပြည်နယ်မှာတွားလာနေထိုင်တယ်လေကလာဒန် projectအကျယ် billion market project ကိုသူတို့ချင်းဆိုဘူးလာတာပေါ့ပလေဝကနေမီဇိုရမ်အိုင်ဇော်ကိုဆက်သွယ်ဖို့ highway ကြီးကိုတော့တီဆောက်နေတဲ့ချိန်ထဲမှာပဲသူတို့ကအုပ်ချုပ်လိုက်တာပေါ့ company တွေကလည်းကြာစင် bankrupt ဒီဘာတွေဖာတယ်မအောင်မြင်ဘူးအခုတည်းကားတွေကဘာလဲကုန်ချမလုံနိုင်သေးဘူးเนาะအလုံးတိတယ်အမေပြောချင်တာကနေချက်ဒေါ်လာကြီးဖြစ်နေကုန်ပြီဒေါ်လာကြီးကနေကိုလိုနီလိုပုံစံမျိုးနေချက်ဒေါ်လာကြီးဖြစ်အတွင်ပြောင်းတာပေါ့ဘာဖြစ်လို့လဲပလဲဝကချင်းပြည်နယ်လေချင်းပြည်နယ်မှာအရခိုင်မမလို့တာဒါပေမဲ့သူတို့လာနေပြီပဲဘယ်သူတားနိုင်လို့လဲ CNF ကတားနိုင်လားမတားနိုင်ပါဘူး CNF ကခုတည်းတော့ပြီးတော့ challenge လုပ်မလုပ်ပါဘူးသူတို့ကလည်းပလဲဝကူကြောက်လို့ဆိုပြီးတော့ဟူချင်းပြည်နယ်မြောက်ပိုင်းကိုလာနေတာ
သူတို့ကဘာလုပ်လိုက်လဲဆိုတော့ဟာပလက်ဝကနေဒီစစ်သွေးကြောက်တော့ပလက်ဝဇိုရင်ပွိအာဇောအိုင်ဇောဒီဂိုဟာတီဖက်ကူတိုရိုအတွင်ပြောင်းဘာလဲကုံတော်ရေး highway တွေကိုငါတို့ CNF ကမထိန်နိုင်ဘူးဆိုတော့ဒါတော့မ challenge တော့ပါဘူးကွာဆိုလို့ချင်းပီမြောက်ပိုင်းလိုက်ရမ်မဟုတ်တဲ့နေရာဇိုဂမ်ဆိုတဲ့စကားအရာနည်းနည်းကွဲပြားတဲ့ရာခိုင်နှုန်းတော့မကွဲပါဘူးခင်ဗျာအန်ဆိုလဲသူတို့လဲအန်လို့ပဲပြောမှာပဲအနူးဆိုလဲသူတို့လဲအနူးပဲပြောမှာပဲအပါဆိုလဲပါပဲပြောမှာပဲလေစကားတော့90ရာခိုင်နှုန်းတော့တွင်တူမှာပေါ့ဒါပေမဲ့နားတော့မလဲချရှာဘူးเนาะ lie hold ရှိမယ် lie zo ရှိမယ်ဇိုကမ်ပြောတဲ့စကားတွေရှိမယ်အဲ့ဒီဇိုကမ်ဆိုတဲ့စကားပြောတဲ့ဒူတွေမှာဇိုမီကိုများလက်ခံတဲ့လူတွေဖြစ်တယ်အထဲမှာတော့မကြိုက်တဲ့လူလည်းရှိသေးတာပဲတို့တော့များလက်ခံတဲ့နိုင်ငံအဲ့ဒီနေရာမှာ CNF ကဘာလို့ရှာလိုက်လဲငါတို့ပလဲဝါလည်းမရပါဘူးငါတို့ဇိုရင်ပွေးအောက်ကူလည်းမထိန်ချုံနိုင်ဘူးကွာကဲငါတို့ကအောက်ပိုက်ကူတော့လိုင်လေးပြူတော်မှတော့လှုပ်လိုက်တာအရခိုင်ကငါတို့ကိုပစ်တတ်တာပဲဆိုလို့အောက်ပိုက်ကိုလုံးဝမသွားနိုင်တော့ဘဲနဲ့အထက်ပိုက်ကိုပဲလာနေတာဒါပေမဲ့စနေဗလက်တရီထားတဲ့ကုအမျိုးကုဆွေမျိုးကုဒီတာနော်အတီးတီကိုတွေးခွဲမဲ့အစာ coexistence ဆိုတဲ့နော် peaceably coexistent မတွေးအတွေးမခွဲပဲမကွဲမပြားပဲအတူတကွနေထိုင်လို့ရတယ်လေဘာဖြစ်လို့ဇောကံကိုလာပြီးတော့ခဏလာချင်းချောက်တာလဲဘာဖြစ်လို့ဒီဘက်ကိုကျူးစားပြီးလာနေတာလဲနော်ပလဲဝကမင်းတို့တွားချင်းချုပ်ရမှာပလဲဝတော့မချင်းချုပ်ပလဲဝတော့မပြောနဲ့ဝေးသေးတယ်လာလေးပြီးမတူပြီးတော့မချင်းချုပ်နိုင်တဲ့ဟာဟုတ်တယ်မလားအဲ့ဒါကိုကြောက်လို့လေမရာကိုတော့ကြောက်တယ်ဒါပေမဲ့အလောက်တော့မဟုတ်ဘူးနော်ဒါပေမဲ့တော့ကြောက်တယ်မလားအခုအဲ့ဒါမပြောနဲ့ပလဲဝနဲ့လာလေးပြီးတော့တိုက်ခိုက်တဲ့ချိန်မှာရော CB ဆိုတဲ့ Mara Defense Force တို့က Zolan CNDF တို့ကပေါက်တိုက်တာလဲမတူပီက SSC ကိုတိုက်တယ်တဲ့ကျွန်တော်တော့မတွေ့ဘူးဒါပေမဲ့ပြောကြတာပဲလေခင်ဗျားတို့လည်းကြားမှာပဲသိမှာပဲ CB ဆိုတဲ့ Chin Brotherhood ကလိုက်လေးပြီးတော့မတူပီတော့မင်းအောင်လိုက်ဖွဲ့သားများကိုတော့တိုက်ခိုက်နေတဲ့ချိန်မှာ CC ကဟာသူတို့ဒီကနေရအနက်အပြတ်သိမ့်ပိုက်မယ်ဆိုငါတို့နေရမရှိတော့ဘူးဆိုလို့လိန်ညာပြီးတော့ငါတို့ဗာလေrefugee ကယ်ဆယ်ရေးကိုကယ်ဆယ်သမားကိုတပ်ဖြတ်လိုက်တယ်ဆိုပြီးတော့လိန်ညာလိုက်တယ်မလားအဲ့ဒီလိန်ညာပြီးတော့ဟာဒီကောင်တွေကငါတို့ကိုတိုက်တယ်ဆိုလို့နင်တို့က CNF က CB ကိုတွားတိုက်တယ်ဆိုတော့ CB ကကြားမှာသူတို့ရဲ့မဟာမိတ်တွေနဲ့ကြားမှာမတူပီကိုတိမ့်မှုတိုက်နေတာ SSC ကိုတိုက်နေတယ်နောက်ကနေ CNF က CB ကိုတိုက်တယ်ဆိုတာအဲ့ဒါမရပီမှာဖြစ်နေတာလာလေးပြီးတော့မတူပီတော့မဖြစ်နေတာမင်းတို့ကြည်ထားနော်ကြည်ထားမယုံရင်ကြည်ထားဒီလူဆက်လောက်ရှားနေမယ်ဆိုရင်နောက်နောင်ဘလူလာမလဲဆိုတော့Arakan Army လဲလာရင်လာမှာသူတို့ကဇိုလင်းဗာလဲဇိုရင်ပွိနဲ့ပလဲဝကိုကောင်းနဲ့ချင်းထုတ်ထားပြီးသားနော်သူတို့ကချင်းပင်နယ်မှာထောင်နဲ့ချီရှိတာပဲ EC ပဲလေဆိုတော့သူတို့ကဖြစ်ချင်းလုံးခဲမ် Victory Camp ကိုတောင်မှလာရင်လာမှာဗျမင်းတို့ကြည့်ထားအဲ့တဲ့ချိန်ကျန်ဘလူလာမလဲဆိုတော့ CNF ကတိုင်းရင်းသားတွေကိုတွေးခွဲနေမယ်မရာကိုတွေးခွဲမယ်မင်းတပ်ကိုတွေးခွဲမယ်မတူကိုတွေးခွဲမယ်ဇိုမီကိုတွေးခွဲမယ်နော်ဖလမ်ကိုတွေးခွဲနေမယ်လိုက်ဇိုကိုတွေးခွဲနေမယ်ဆိုရင်
ဘယ်လိုလာမလဲဆိုလို့ရှိရင်တော့ဒီတွေးခွဲခံတဲ့ကျွန်တော်တို့ညီကိုချင်းပဲပေါင်းစည်းပြီးတော့နော် victory camp ကိုနော်ဒီချင်းလုံး camp ကိုလာလိမ့်မယ်အဲ့ဒါတော့ငါအမြင်ကိုပြောတာဟုတ်တယ်နော်ဒါကတော့သူတို့ပြောခိုက်လို့ပြောနေတာမဟုတ်ဘူးသူတို့နဲ့ဆက်သွယ်လို့လည်းပြောနေတာမဟုတ်ဘူးဒီ military strategy ဆိုတာအဲ့လိုလာတယ်လေဘာကြောင့်လဲအလုံးသိတဲ့အတိုင်းပဲလေဟူခေတ်တုန်းကရုရှားက Ottoman Emperor နည်းနည်းကြာရှုံးလာတဲ့ခါကျတော့ Ottoman Emperor အားလျော့နေတယ်အားမရှိဘူး weakening တိတ်အားမရှိဘူးဆိုတဲ့ချိန်မှာရုရှားက Ottoman Emperor နိုင်ငံကိုတွားတိန်လို့လုပ်နေတယ်လေတနိုင်ငံပြည်တဲ့တွားတိန်တာပေါ့အလုံးသိတဲ့အတိုင်းပဲလေဒါနဲ့ပြင်တစ်နဲ့အင်္ဂလန်ကဘာစဉ်းစားလိုက်လဲငါတို့တနိုင်ငံထဲတွားပြီးတော့စစ်ကူမယ်ဆိုမနိုင်ဘူးကွာHey ပြင်တစ်ရဲ့ Hey အင်္ဂလန်ရဲ့ငါတို့အတူတူတွားပြီးတော့နော် Ottoman Emperor ကိုတွားကူညီကြဆို Hey သူတို့ကိုကူညီမယ်ဆိုလို့ရှိရင်တော့ငါတို့ကိုကူညီဒါနဲ့အတူတူပဲအဲ့ဒါကြောင့်မလို့ helping others mean helping ourselves let's defend this Ottoman Emperor so they did that and they even were successful therefore England and ပြင်တစ် they သူတို့နေမဝန် emperor တော့ချင်းချုပ်နိုင်ခဲ့တာကိုဘာကြောင့်လဲအင်္ဂလန်နဲ့ပြင်တစ်သူတို့ဟာသူတို့တိုက်ခိုက်နေပေမဲ့လို့ရုရှားကိုတွားခုခံတဲ့နေရာမှာအတူတူကတွားခုခံတဲ့ခါကျတော့စင်ပြီးတာပေါ့ထူနီးလကောင်းပဲ CNF ကဒီလောက်မာနတက်နေမယ်မိသားစုတစုလောက်ကပဲချင်းပင်တဲ့တခုကိုချင်းချုပ်ချင်နေတယ်အပိုင်အုပ်ချင်နေဆိုလို့ရှိရင်တော့လာမမင်းတို့ကြည်ထားလာမအဲလဲပိုင်ပါမယ်မပိုင်လည်းမပါဘူးမပြောတတ်ဘူးမတူပီတော့ပါနိုင်ချီရှိတယ်မတူပီရဲ့မင်းတပ်ရဲ့မရာရဲ့ CNDF ရဲ့ Zoland ရဲ့ ZRA Eastern ရဲ့သူတို့အားလုံးအတူတကွလာမှာကွာချီထားတော့မင်းတို့မယုံကြည်ထားအခုလောလောဆယ်မှာတော့လာမယ့်အခြေအနေမျိုးမှမရှိဘူးလောလောဆယ်မှာတော့အဲ့လောက်အခြေအနေတော့မရှိဘူးဒါပေမဲ့မင်းတို့လုံပုံလောက်ရောက်တရားအရန်ဆိုးတယ်လေတဲ့လားတော့စနေဒီဟိုအချမ်ပေးခြင်းတယ်အကုန်လုံးစားချင်လို့နည်းနည်းပါပါပဲမစားရမှာဆိုလို့ပါမင်းတို့တွေကအကုန်လုံးစားချင်တာကို ICNCC မှာကြိတ်တယ်လို့မင်းတို့စားချင်တယ်လို့မစားရတဲ့တော့ကြောင့်မလို့မင်းတို့က ICNCC ကနေမချီနဲ့လို့ထွက်ပြေးတယ်မလားအာနာလူယူပြီးတော့ထွက်ပြေးတာမလားအဲ့ဒါနေစားပြီးတော့ CC Chinland Council ကိုတို့ဖွဲ့နင်းဖို့ဖွဲ့ပြီးတော့မင်းတို့လက်အောက်မှာလာနေခြင်းနဲ့လို့ငါတို့ခိုက်တယ်လို့နော်ငါတို့ခိုင်းရင်တော့ငါတို့စားခိုင်းရင်စားဆိုတဲ့ပုံစံမျိုးနဲ့မင်းတို့လက်အောက်မှာသူများခေါ်တယ်မလားအဲ့ဒါအားလုံးအတိပဲလေအတိဆုံးကတော့ ICNCC member မှာချန်ရှိနေတဲ့ CB ကအကျွမ်းဆုံးအတိဆုံးပဲကျွန်တော်တို့ကတော့ပြောရတာဒီနိုင်ငံခြားနေပြောတာနော်ဒါပေမဲ့သူရတဲ့လောက်ပြောတာပါမင်းတို့မမှန်လဲမမှန်ဘူးလို့ခံလက်ဥစ္စာပါတဘောရှိရင်လည်းပဲပြန်ပြောပေါ့ပြန်တုံးပြန်ပေါ့နော် ICNCC မှာမင်းတို့ကြိုက်တယ်လို့စားလို့မရတဲ့တို့ကြောင့်မလို့မင်းတို့ကမချီနှက်လို့စိတ်ဆိုးလို့လောဘကြီးလွန်းလို့ CC ကိုတော့ဖွဲ့စေးလိုက်တာအလုံးတီးတဲ့တိုင်းပဲလေပုတ်တီခါကဦးဆောင်နေတဲ့နော်ဦးဆောင်မှုအရန်ပီနောက်ပုနိုထန်ကပဦးဆောင်နေလေအရာပီနောက်မင်းတို့ကဟူဟာဒီဟာဒီနော်အမောင်ထဲမှာတခုခုလှုပ်လိုက်ဟူဒွင်းမှာအင်ဒွင်းမှာအင်ရှိမှာအင်နောက်ပြီးမှာဘာညာတော့လှုပ်လိုက်ပြီးမှပုတောမတ်ထန်းတို့ကိုဟိုစာ CNF ဦးဆောင်နေတဲ့အားပေးတယ်ဟမလားဟုတ်တယ်နော်အဲ့ဒါပြီးမှအလုံးတီးတဲ့တိုင်းပဲလေပုလျက်မုံစခုံးရဲ့မိမကဘဒုညီမလဲပုဆွေခါရဲ့ညီမမလားဒေါက်တာဆွေခါညီမမလားဒေါက်တာဆွေခါရဲ့ဒူမကဘဒုမိမလဲဒေါက်တာပုဇင်ချုံရဲ့မိမကဘဒုညီမလဲဒါမျိုးကြီးအများကြီးရှိတယ်ပြောချင်တာ CNF က
ပုနောထန်ကပ်ဒိုပုတ်တီယာခါဒိုစီယာနီအာနာတိန်တယ်မလားမင်းတို့အာနာတိန်ပြီးနောက်မင်းတို့ချိတ်တလူနေရာဒီလလပပလေး positioning လုပ်တယ်မလားအဲ့ဒီ positioning ခိုင်မာရဲဆိုတဲ့ချိန်မှာတော့အပြင်ကလူတွေကိုလဲလပအောင်လို့နည်းနည်းဟောလှုပ်လိုက်တယ်မလားအားလုံးသိတယ်လေနိုင်ငံရေးစိတ်ဝင်စားတဲ့သူတိုင်းကသိတယ်လေဒါဟုတ်တော့နော်ပြောရဲတဲ့သူရှိမယ်မပြောဘဲခံနေတဲ့သူလည်းရှိလိမ့်မယ်ဒါပေမဲ့နိုင်ငံကြီးနည်းနည်းပပစိတ်ဝင်စားတဲ့လူတွေမြင်လို့ရတယ်အကုန်မြင်လို့ရတယ်ဆိုတော့ကြည့်ရအောင်ခင်ဗျားတို့ကကြည့်ထားဒီချင်းပြည်တပြည်လုံးကိုမင်းတို့မိသားစုနည်းနည်းလေးကအကုန်လုံးအုပ်ဆိုးပြီးတော့ကဲငါတို့ကြိတ်ရအကုန်ငါတို့စားမယ်ကွာငါတို့ဝါပြင်းငါတို့နော်ချန်ထွတ်တဲ့နော်အစားစားလေးမင်းတို့စားကွာဆိုတဲ့တဘောတဲ့မင်းတို့ကချင်းပြည်အုပ်ဆိုးကျင်တယ်မလားအဲ့ဒါဖျားလဲအလူတော်ရှိမှာမဟုတ်ဘူးနော်မင်းတို့ကဘာတဘောနဲ့ချင်းပြည်နယ်ကိုအကုန်အုပ်ဆိုးကျင်တာလဲဆိုတော့လက်နဲ့ခဲရင်နဲ့အုပ်ဆိုးဖို့ကြိုးစားနေပြီလှုပ်လဲလှုပ်ရှားလာပြီနွေဦးကာလမှာတော့မင်းတို့အောင်မြင်တယ်အခုချက်ချီလည်းပဲမင်းတို့အောင်မြင်တော့ပဲဇိုဂမ်ကိုမင်းတို့ခဏခဏလာစော်ကားတာနဲတာမဟုတ်ဘူးနဲတဲ့ချိန်မြောက်မဟုတ်ဘူးဇိုဂမ်မာအာမီနော်east တွေကတခါတလေမင်းတို့ကိုခုခံနဲ့တပ်ဖြတ်တယ်တော်တော်လေးမင်းတို့လက်ချဆုံးတယ်အဲ့ဒါမကဘဲနဲ့သူတို့လည်းပဲလူပူနေတဲ့တော့ကြောင့်မလို့ထွက်ပြေးတယ်မလားမင်းတို့လည်းတီတာပဲလေနောက်ဆုံးတော့မင်းတို့သူတို့ကမထွက်ပြေးတော့ဘဲနဲ့မင်းတို့ကိုပြစ်တတ်တယ်မလားတော်တော်များများတည်တယ်လေမင်းတို့လည်းပဲအချမ်ဖိုင်မှာတည်တယ်လို့လည်းရှိမယ်ကွာဇမ်ပီမှာဟိုဇမ်ပီတင်ကြိုင်ကုန်းမှာတည်တယ်လို့လည်းရှိတယ်လို့အမော်လူမတည်တယ်လို့မော်လူမရောက်ခင်လိုက်တွင်းနဲ့မော်ရုံချာမှာတောကျူတောင်ချာမှာနော်ပြစ်ခပ်ပြီးတော့တည်တယ်လို့လည်းအများရှိတယ်မလားမင်းတို့ပါလည်းပဲ ZRAC ကတော့ယူတာရှာတယ်တေတိုင်းနော်ကြာဆုံးတိုင်းကောင်းကောင်းလေးလာလေးတကြူလုတ်တယ်စစ်တပ်ပြစ်ခတ်ရေးကိုရက်ဆဲတယ်တကြူအရင်လုတ်တယ်အဲ့ဒါပြီးမှမင်းတို့ကိုလာပြီးတော့ဟောခုခံတယ်မလားမင်းတို့တိတာပဲလေဒါပေမဲ့အဲ့ဒါလုံနေရမယ့်အချိန်မဟုတ်ဘူးမင်းတို့တွေကနော်ရလိုက်တဲ့ပတ်စံတွေကရလိုက်တဲ့ support money တွေက financial support ကဘယ်လာလဲအများဆုံး CBC USA အာနိကာလာတာ CBC USA ဆိုတာနော် Baptist Chin Baptist ဆိုတာဖယားကိုယုံကြည်တဲ့ယုံကြည်သူယုံကြည်သားတွေဒီလောက်ရက်တွေကမမှန်ဘူးနော်ဒေါက်တာဗန်ဘစ်လာဒေါက်တာဂျောလျန်ထန်းလာလောက်ရက်တွေမမှန်ဘူးဒေါက်တာချူမိုးတို့မမှန်ဘူးတခါကူမင်းတို့လောက်ရက်တွေကမမှန်ဘူးနော်လောဘကူကြီးတယ်မင်းတို့ကဟုတ်တယ်မလားလောဘကူကြီးတယ်လောဘကြီးတယ်လားမမင်းနဲ့ပုသောမတ်ထန်နိုဆီယာနီပုသောမတ်ထန်နိုတို့သောမတ်နိုထန်ကပ်တို့ဆီယာနီမင်းတို့နေရလူယူတဲ့ခါမှာလူယူတယ်လို့မမြင်ရအောင် conference လုပ်တယ်မလားဒါပေမဲ့ conference မှာလူအများတဘောတူတာမဟုတ်ဘူးမင်းတို့လောက်ရက်တီအလုံးတီတယ်လေတယောက်ကညီမကတယောက်ရဲ့မိန်းမတယောက်ရဲ့တမီးတယောက်ရဲ့မိန်းမဒီလူမျိုးအလောက်ကဘာလဲစာတမန်နဲ့တောင်လောက်ချင်တဲ့အလုပ်မဟုတ်ဘူးမင်းတို့ကြည့်ထားနော်စာတမန်နဲ့တောင်မှဒီလူမျိုးမလုပ်ဘူးကွာဆိုတော့ CBC US ကပတ်စံမြောက်ပေါင်းများစွာနဲ့ထောက်ပံ့လိုက်သေးတယ်ပတ်စံ12 million ကိုပြောက်ဘာလဲ internal receive တော့မှ summary receive တော့မှမလုပ်ပြနိုင်တဲ့ခါကျမှ CHRO put boil and manka ပြောက်သွားတယ်ဒူဘိုင်းမှာပြောက်တယ်မရှိတော့ခေါ်လို့မရဘူးမင်းမီးမြန်းလို့မရဆိုတဲ့ဓာတ်တွေမရှိရမလားပြောချင်တာကဖယားเจ้าကဘန္တာရီဒီအဲ့ဒီနေရာမှာတုံးစားလို့မရဘူးဗျာဖယားเจ้าကဘန္တာရီကကုလူမျိုးအချင်းချင်းကုသွေးတာအချင်းချင်းတပ်ဖြတ်ဘူးဘန္နာမဟုတ်ဘူးဤဝင်ကလေးလို့ဘူးနော်ဖယားအမှုမှာပဲအတုံးချဖို့ပါအမေမင်းတို့ကဘာဖြစ်တုံးချတယ်လဲဒီဘန္နာရီကပါကစ္စတန်မှာတနတ်ဝေမန်လည်းမတိတော့ဘူးအိန္ဒိယမီဇိုရမ်မှာအဖန်ခံမှန်းလည်းမတိတော့ဘူးဟူတွီထန်ဘက်မှာနော်လူတော်များများနဲ့ကြဆုံးပြီးတော့အဖန်ခံမိမှန်းလည်းမတိတော့ဘူးဟ
ဟိုတွေးချောင်းမှာတော်တော်လေးပျောက်ဆုံးတာလည်းမတိတော့ဘူးဒါမျိုးတွေရှိကုန်ရော drone တို့ jammer တို့မင်းတို့ဝယ်နိုင်ပါတယ်ဒါပေမဲ့ drone တို့ jammer တို့ဝယ်နိုင်ုံနဲ့စစ်အောင်နာမဟုတ်ဘူးအောင်မြင်ချင်းဆိုတာလေတကယ်ဇွဲတတိရှိတဲ့လူတွေမှအောင်မြင်တာဇွဲတတိရှိတဲ့လူတွေကလေလူတနတ်မကြိုက်တဲ့လူကိုနော်နီးလေးကနေမပစ်တတ်ဘူးမင်းတို့ကဇွဲတတိယောက်ျားမဟုတ်မင်းတို့ကနင်တို့ကငမိုက်တွေပဲတွန်းဇန်စေယုံမှာမင်းတို့တပ်ဖြတ်တာဗီဒီယိုပေါ်ကောင်းကောင်းလေးလာလေးပေါ်တော့လို့တော်သေးတယ်နီကကလေးမတပ်ပါနဲ့ဆိုလို့ကတော့ခံပြီးတော့လက်နဲ့လုံးဝမပါတဲ့ကောင်ကိုနီလေးနဲ့လိုက်ဟောစကနေဆဲလိုက်သေးတယ်နော်တတ်တာမကပဲလလပပလေးပစ်တတ်တယ်မလားမင်းတို့တွေကအဲ့လောက်ဆိုတာမင်းတို့ကအဲ့ဒါယောက်ျားမဟုတ်ဘူးအဲ့ဒါမိန်းမရှာအချောက်တွေနော်တတိထားမင်းတို့အကုန်လုံးပြန်တေးမှာပိုမိုဇက်ကင်တောင်လာပါလာဘတူလေဇောကမ်ချာဒန်နဲ့ခရီးထွက်လာတဲ့ကလေးကနေတောင်းပေါ်ပြန်လာတဲ့မိုဇက်ကင်တောင်လာပါလာမင်းတို့တပ်ဖြတ်တုံးကဟိုဟာဖြတ်ဒီဟာဖြတ်ဟိုဟာမီးနဲ့ရှုဟိုဟာဒါလုံးတယ်မလားဒါပေမဲ့ဦးဆောင်တဲ့ကောင်တွေလည်းတေကုန်ပြီလေမင်းတို့ထပ်တေအောင်မှာပဲဇောကမ်ကိုခဏမလာနဲ့ဘာလဲဤဝင်ကလေးလုံးဘူးတာလာပါဒါပေမဲ့တနတ်နဲ့တော့မလာနဲ့လေမင်းတို့ကမားနေကုန်ပြီကွာဒုက္ခပဲရွှေခါတို့ဇင်ကျုံတို့မင်းတို့အတတ်တင်နဖယားဘာလဲဖယားတရားတော့တင်နာမင်းတို့ဖယားเจ้าမှာနော်မင်းတို့တက်ခဲ့တဲ့ university တက်ကတူတွေမှာဘာတင်နာလဲမင်းတို့ကဖယားရဲ့ဂယုနာဖယားရဲ့ချစ်ချင်းမြတ်တာမတင်ဘဲနဲ့ဘာတင်လိုက်တာလဲစာတမန်နာရဲ့မုန်တီမှုပဲမင်းတို့ကတော့တင်တော့ဘာလုပ်လိုက်တယ်မင်းတို့ကအခုကျောင်းကနေထွက်လာတော့ဘာလုပ်လိုက်လဲပုနောထန်ကပ်ကိုတပ်မလူလူမိသားစုတကူလုံးကိုတပ်မလူလူဘာလုပ်တယ်မလားမင်းတို့ကဒီလိုမျိုးလုပ်တာနော်ငါတို့စိတ်ထင်မင်းတို့ကဒါလောက်နဲ့ပဲနားတွားမယ်လို့ရက်တန်းတွားမယ်လို့ထင်မိတာမဟုတ်ပဲဟုတ်မလဲအခုကဲဇုံမီတွေကိုတော့ငါတို့မမုန်းပါဘူးကွာမင်းတို့ဇုံမီချင်းခေါ်ပါဒါပေမဲ့ဇုံမီလို့တော့မခေါ်ပါနဲ့ဇုံမီဆိုတာမရှိဘူးဆိုတော့မင်းတို့လာပြောတယ်မလားအဲ့ဒါမကဘဲနဲ့ပူဆိုးတယ်ဟေးမင်းတို့ဇုံမီတွေနော်ဇုံမီမခေါ်နဲ့တီးတင်ချင်းခေါ်လိုက်တီးတင်ချင်းခေါ်ပြီးမင်းတို့ကွာဟဲ့ဒီလူလုံးလိုက်ကွာငါတို့ပြောတလူနေငါတို့ပြောပြီးစားခိုင်းရင်စားမတရလာဘာလို့ပြောရင်မတရဆူတဲ့အတွေ့ခေါ်တယ်မင်းတို့ငါတို့ကိုစိန်ခေါ်နေတာမလားကြည့်ထားမင်းတို့လည်းတေးမှာပဲဟုတ်တယ်မလားအဲ့ဒါမင်းတို့တတိထားကြပါဇောဂမ်ကိုတေဘူးတက်မလာပါနဲ့တေဘူးတက်မလာပါနဲ့ကွာနောက်ရှက်များတယ်ကွာနော်မင်းတို့ကဖယားအမှုတော်ထဲမှာဟိုလှုပ်ဆောင်ပြီးတော့ဟောရန်သူကိုချစ်မြတ်နူပါဆိုတဲ့ချိန်မှာကုညီကုအကိုကုအသွေးရှင်ကိုလာတပ်ပူလာနေတာ ZRA အမြင့်ဖြတ်ထုတ်ဖို့ဘာလဲအဲ့ဒါမင်းတို့ဖျားကြောင့်တင်လာလားစာတမန်နာရဲ့လောက်ရတွေနော်ကဲမြတ်ပြောချင်တယ်ဒါပေမဲ့မြတ်ပြောလေနာလေပဲဖြစ်လိမ့်မယ်အဲ့ဒါကြောင့်မို့မြတ်မပြောတာဘူးကောင်းတယ် CNF တတိထားပါတွေးချင်းညီကိုချင်းကိုတပ်ဖို့မလာပါနဲ့ victory camp မှာအေးဆေးနေပါမင်းတို့တတ်နိုင်တယ်ဆိုလို့ရှင်တော့ချန်တလာကိုတွားသိမ်းကြည့်လေမင်းတို့တတ်နိုင်တယ်ဆိုလို့ရှိရင်တော့ဟာခါကိုတွားသိမ်းဖို့ကွာအဲ့ဒီမှာ SSC ရှိတယ်တွေးထောင်မှမရှိဘူးလေလိုက်တွေးမှလည်းမရှိပါဘူးမွာလုံးမှလည်းမရှိဘူးမင်းတို့တိရတာနဲ့မင်းတို့ကစိတ်အရန်ကောက်တယ်စိတ်ကောက်တာကဘလောက်ထိကောက်တယ်လဲဆိုမင်းတို့စိတ်ကလေဘာနဲ့နိုင်ရမလဲအမဲကောင်ဒီရဲ့စပင်ကောက်လေးထက်တော့မင်းတို့စိတ်ကပူကောက်တယ်ဇင်ကျုံတို့ရွှေခါတို့အစားတော့ကငါတို့လူငယ်တွေလမ်းမားတယ်ဆိုပြီးတော့ Isol War Room ကနေနော် Eastern Command ရဲ့ political coordinator ကိုခေါ်ရမလားမင်းတို့ခေါ်ရဆိုရင်ကြည့်ထားဖို့အဲ့ချုံကမင်းတို့မခေါ်ဘူးဆိုမင်းတို့ကိုအကုန်တပ်ဖြတ်တယ်ဆိုရင်ရောအစင်မပြေဘူးလေငေကူချင်းတပ်ဖြတ်နေတာ
မင်းတို့ကဇောကမလိုအပ်ပဲနဲ့မလိုလားပဲနဲ့အချူမဲ့တက်လာတေးတာအရောက်ဘယ်နှကောင်ရှိမလဲတိကြည့်ထားတရားမကဘူး200နီးပါးရှိမှာနော်အဲ့ဒီထဲမှာနွေဦးကာလဒုံကမင်းတို့ဖက်ကိုအာကူလာတဲ့ငါတို့ညီရှင်တွေလည်းပါတယ်လေနွေဦးခက်ကကုံပြီးတော့ညီကူတော့တအောင်နဲ့ကြရဲ့နေရလူနေတာအလကားလူတာမဟုတ်ဘူးနွေဦးကနည်းနည်းအတွင်ပြောင်းလာလို့သူတို့ကဒီတနေရကိုအပိုင်အုပ်ချင်နာတအောင်ကငါတို့နေရပဲလို့အကုန်ယူချင်တာပေါ့ဒါပေမဲ့ရှမ်းပြည်တအောင်တော်ထဲမှာကချင်တွေအများကြီးရှိတယ်လေကချင်ကလည်းငါတို့နေရပါပဲဆိုပြီးလို့เข้มတွေလောက်တာပေါ့အမှပြဿနာတက်တာပေါ့ထူနီးလကောင်းမဲ့မင်းတို့ကငါတို့နေရမှာလာနေတာအခုထက်တီတော့နေနိုင်သေးတယ်ဒါပေမဲ့နောက်တစ်နှစ်ကြည့်ကြစို့မင်းတို့မနေနိုင်ဘူးအကုန်တိမ်လက်တိမ်မဲ့မသေးတဲ့ကောင်တွေကလက်ပြက်ခြေပြက်ဖြစ်လိမ့်မယ်ဆိုတော့တတိထားပါငေကိုရင်တော့တွေးမဆပါနဲ့လေရမ်းမဆပါနဲ့လေပြောတဲ့တိုင်းပဲအဲပိုင်လဲပါမှာပေါ့မပိုင်လဲမပါဘူးမပြောတတ်ဘူးဒါပေမဲ့မရာတို့လည်းပါမယ်မတူပါမယ် CNDF ပါမယ်လိုင်ဇိုပါမယ်ဘောမဇိုလည်းလာပါမှာကွာကြည့်ထားဇိုလည်းပါမယ်နော် PDF ပါမယ် ZREC လည်းပါမှာကွာမင်းတို့ပြောတဲ့တိုင်းပဲအိန္ဒိယဇုံမီတို့လည်းပါမှာဘာလို့လဲဆိုတော့မင်းတို့လောက်ရက်တွေကလုံးဝဆိုးတာကိုနော်ဟုတ်တယ်မလားကဲမင်းတို့ကြည့်ထားဒါပေမဲ့အကောင်းဆုံးကတော့တွေးအီထားပါကိုနေရကိုဒီတာချင်းချုပ်မှုကြိုးစားပါဟာခါကိုလည်းမသိမ်းနိုင်ပဲနဲ့ထန်တလန်ကိုတော့မသိမ်းနိုင်ပဲနဲ့သူများမကူညီရင်နော်ခမော်တို့တိုင်းငင်တို့တော့မသိမ်းနိုင်ပဲနဲ့နော်သူများကူညီမှသူများလက်နဲ့မှနည်းနည်းလုံနိုင်တာကိုလာပြီးတော့ဇောကံကိုလာစော်ကားချင်သေးတယ်မင်းတို့က church ဖယားကျောင်းကဘန္တာတွေများလို့တာလာစော်ကားနိုင်တာ drone တွေမများဘူးဆိုမင်းတို့အကုန်တေးပြီး drone တော့ဖြစ်နေမယ်ဆိုလို့ရှိရင်မင်းတို့ sniper တွေကကုတားလေးတွေကုညီလေးတွေဖြစ်ကုန်မှာပေါ့အဲ့ဒါကြောင့် drone တွေဖြစ်နေမှစားသူတို့ထွက်ပြေးတာဟုတ်တယ်မလားမင်းတို့တိတဲ့တိုင်းပဲဒါပေမဲ့နောက်ဆုံးတော့တွေးချမ်းမှာလာပလေးနှစ်ခေါက်သုံးခေါက်ရှိတာပဲမလားဘွန်လီမာတို့ရောတွေးထန်တို့တုံးဆောင်တို့အဲ့ဒါမလိုက်ဟုတ်တွေမရှိဘူးတနတ်ကြိုင်တဲ့လိုက်ဟုတ်တွေနည်းနည်းပတာရှိတာအကြမ်းမှာကိုအမျိုးရှင်တွေပဲမင်းတို့လာပြီးတော့တွေးခွေးမနေနဲ့တော်ပါပြီတော်တော့ဟုတ်ပြီနော်ကျေးဇူးတင်တယ်စကားမပြောတော့ခွင့်လို့ပါဒါပေမဲ့အနာနိုင်ဆုံးပြောချင်တာပါနောက်ထပ်ပြောလိုက်ပူတောင်နာလိမ့်မယ်ဒါပေမဲ့သိစကားနာတာထက်တော့ကိုအမျိုးချင်းတိုက်ခိုက်နေမယ်ဆိုလို့ရှိရင်တော့မင်းအွန်လိုင်းမကြိုက်လဲနေပါစေအရခိုင်ကတော့ချင်းပြည်နယ်တပြည်လုံးကိုတင်ပိုက်မယ်အဲ့ဒါဘယ်သူကြောင့်ဖြစ်မလဲ CNF ကဇိုမီကိုလာတွေးခွဲတယ်လိုင်ဇိုကိုလာတွေးခွဲတယ်မရာကိုတွေးခွဲတယ်မတူကိုတွေးခွဲတယ်နော်မင်းတို့ကိုတွေးခွဲတယ်မင်းတို့အားလုံးတာကချင်းပြည်နယ်တင်ပိုက်ရချင်းဖြစ်လိမ့်မယ်ဒါမဲ့တတိထားပါဒါမျိုးတို့ကြည့်ထားပါညီအကူရင်ကိုချစ်ချင်းမေတ္တာနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့တနတ်နဲ့ကြည်စံနဲ့ကြည့်ရမယ့်အကြောင်းတစ်စုံတစ်ခုမှမရှိဘူးမင်းတို့အကြောင်းတရားတွေတွားရှာကြည့်နေတယ်ဒါပေမဲ့ good solid reason မင်းတို့တစ်စုံတစ်ခုမှမတွေ့သေးဘူးမဟုတ်ဘူးလားမင်းတို့လိမ်ပြောတတ်တယ်မလားလို့အဲ့လောက်ပဲပြောချင်တယ်